ဒီနေ့ကဆိုလို့ရှိရင်27ရက်မြောက်နေ့ဖြစ်ပါတယ်။ကံပလက်မြို့မှာပါ။တစ်ဖွဲ့ကို50စီခွဲမှာတော့30အကွာနေပြီ။ငင်းချမ်းစွာစံသားထုတ်ဖော်နေတာဖြစ်ပါရဲ့ရှင်။ဒီနေ့မှာတော့ကျမရေးဝန်ထမ်းတွေနဲ့ပညာရေးဝန်ထမ်းတွေပါဝင်လာတော့တွေ့ရှိရပါတယ်။ဖွဲ့တစ်ဖွဲ့မှာ50ရောက်စီနဲ့အကွာဝေးရတော့20ပါးမှာတော့အားလုံးတားနေရဖြစ်ပါတယ်ဒီလိုပြရတဲ့နဲ့တော်တော်လောက်ထုတ်သူများတော်တော်လောက်ထုတ်သူများရုံးမတဲ့နဲ့ရုံးမတဲ့နဲ့တော်တော်လောက်ထုတ်သူများရုံးမတဲ့နဲ့ဝန်တော်ရခေါင်းတော်များဖြစ်ချင်လားနိုင်ရခေါင်းတော်များဖြစ်ချင်လားဘယ်ကပိုက်ပါမရှိတဲ့ဘယ်ကပိုက်ပါမရှိတဲ့27ရက်မြောက်နေ့ပါကံပလက်မြို့မှာဖြစ်ပါတယ်ကံပလက်မြို့ပါချင်းပြည်နယ်တောင်ပိုင်းကံပလက်မြို့ပါကံပလက်ကစီကံပလက်မြို့မှာပါရှင်ကံပလက်ချင်းပြည်နယ်တောင်ပိုင်းကံပလက်မြို့ပါတစ်ဖွဲ့ကို50ကြီးခွဲပြီးတော့ပေ20အကွာနေနေချမ်းစွာစံသားထုတ်ဖော်နေတာဖြစ်ပါတယ်ရှင်21ရက်မြောက်နေ့မြင်ကွင်းဖြစ်ပါတယ်ကံပလက်မြို့မှာပါချင်းပြည်နယ်တောင်ပိုင်းကံပလက်မြို့ပါရုံးတဲ့နေရာမချက်ဘူးလားရုံးတဲ့နေရာမချက်ဘူးလားဒီလိုပဲမလားစာရည်ရှိရဲ့ဒိုမတင်နဲ့ဟန်ထားနေစီဒီအမ်ကိုလောက်တာလောက်တာဒိုမတင်နဲ့ဟန်ထားနေစီဒီအမ်ကိုလောက်တာလောက်တာဒီဒီဘယ်နဲ့ရုံးတဲ့တာဒီဒီဘယ်နဲ့ရုံးတဲ့တာချက်ဘူးလားချက်ဘူးလားဒီဒီဘယ်နဲ့ရုံးတဲ့တာဒီလူတွေကိုတတ်ဖို့မဟုတ်ဘူးဒီလူတွေကိုတတ်ဖို့မဟုတ်ဘူးဒီလူတွေကိုတတ်ဖို့မဟုတ်ဘူးရုံးတဲ့နေရာမရှိဘူးလားရုံးမတဲနဲ့ဝေထားလို့ရုံးမတဲနဲ့ဝေထားလို့ဒီတူတဲရုံးတက်တာဒီတူတဲနဲ့ရုံးတက်တာဒီတူတဲနဲ့လက်လက်ပဲဒီတူတဲနဲ့လက်လက်ပဲအတော်လေးလောက်တော့သူများရုံးမတဲနဲ့ရုံးမတဲနဲ့တနင်္လာနေ့ပုဂ္ဂိုလ်မျိုးရောက်ကနေရမရှိဘူးလားတနင်္လာနေ့ပုဂ္ဂိုလ်မျိုးရောက်ကနေရမရှိ
나가 가가가 자체가 누가 대가면 시대 누가 대가면 시대 이거 계시야시에 이거 계시야시에 tapei 아시라고 ဟုတ်ကဲ့တစ်ဖက်မှာလူ90ရောက်နဲ့ပေ20အကွာနေမှာတော့ငြိမ်းချမ်းစွာစင်တာထုတ်ဖော်နေတာဖြစ်ပါတယ်ရုံးမတက်နဲ့တနိုင်ငံလုံးထွက်ကုန်ပြီတနိုင်ငံလုံးထွက်ကုန်ပြီရုံးမတက်နဲ့ဝန်ထမ်းတွေ